အားလုံးကျေးဇူးတင်ပါလားမမဟုတ်အာ မင်္ဂလာပါ အားလုံးပဲမင်္ဂလာပါဒီညတော့ကျွန်တော်အရာကိုထူးဆန်းနေတဲ့အရာတစ်ခုတွေ့ရှိထားပါတယ်ခင်ဗျာအဲကြောင့်မလို့အရာချစ်တဲ့ညီကိုမောင်နှမတွေတငယ်ကြီးတွေတွေ့ခွင့်ရဖို့အတွက်ကျွန်တော်ပြပေးပါရခင်ဗျာဒီအရာတွေကတော့အင်မတန်ထူးဆန်းတယ်ကွာအဲ့ဒါကြောင့်မလို့အခုကျွန်တော်ပြပေးမယ်ဒီမှာမဘူးတဲ့အနိကရိုက် အနိကရပဲအဲ့ဒါတော့ ဓမီထိုးရောလေ ဓမီထုတ်မလား တော့မင်းဆယ် ဓမီမဟုတ်ဘူးအဲ့ဒါဗါလဲကြော့ဒီကြော်လေးကတော့ဘာကြော်လဲကျွန်တော်မသိဘူးဒါပေမဲ့ကြော်အမျိုးလာပြီးတော့စုပေါင်းအဲ့ဆိုဒီကြော်တော့ကျွန်တော်အမီတွေးချပါတယ်ခင်ဗျာဒီကြော်နာမည်ကတော့ကြောက်လိုက်ကြောက်တာလိုက်ကြောက် တလဲကြော်တော့မဟုတ်ဒီကြော်တော့ဒီကမှာတလုံးမှမရှိဘူးပထမဆိုတော့လုပ်ပြပါတယ်ခင်ဗျာဒီကြော်နာမည်ကျွန်တော်ပေးမယ်ဒီကြော်နာမည်ကတော့ကြော်လဲကြော်ပြပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ဒီမှာလဲကြော်ဘင်းနာမှာလဲကြော်ဒီမှာလာတူခေါ်ဘာလဲတူ တကယ်ကြီးရခေါ်တော့ တူငယ်ကြီးတူတော့ခေါ်တော့အဲ့ဒါကြော်လဲကြော်ဟုခေါ်သည်တာလဲကြော်ရမဟုတ်နော်ကြော်လဲကြော်ဒီမှာကြော်အမျိုးရှိတယ်အဲ့ဆိုရင်အပြင်မှာတွေးချင်တော့ရပါတယ်ဒါပေမဲ့တစ်ခါတွေ့တော့ငွေကြီးရတော့လိုတော့ဗောနည်းနည်းပါးပါးဗောကိုဘဒီမှာမိုးတယ်ကိုရွယ်တယ်တွေ့တော့လာတွေးချင်လာတွေးလို့ရပါတယ်ဒါပေမဲ့ကိုရတော့လိုတော့နော် ကိုမပြော အဲ့တော့နာမည်ဒါပေမဲ့ကိုတွေ့မဟုတ်တကယ်တွေ့စီတကယ်ကိုတကယ်ကြီးတွေတွေ့စီချင်လို့ဒီဗီဒီယိုထဲမှာပဲပြပေးပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်